ပထမဆုံးတွေ့ရမှာက home ကဘာလဲဆိုတော့သူက modeling ဆွဲဖို့အတွက် unit တွေရွေးတာဆိုပါစို့ကိုက inch ကိုသုံးပါလားမီတာကိုသုံးပါလားမီလီမီတာကိုသုံးပါလားစင်တီမီတာကိုသုံးပါလားဆိုတော့ unit တွေရွေးတာအများဆုံးအဖြစ်အသုံးများတာကတော့အကိုတို့ inch ပေါ့ပေလမ်းမကိုသုံးတယ်မီလီမီတာကိုသုံးတယ်နော်စင်ကာပူမှာနေရသူတွေဆိုရင်တော့မီလီမီတာကိုအဓိကထားသုံးတယ်ကိုလည်းမီလီမီတာနဲ့ပဲသုံးတယ်ဒါပေမဲ့မျှသုံးမီလီမီတာရော inch ရောနှစ်ခုလုံးနားလည်အောင်မျှပြီးသုံးပေးမယ်အဲ့တော့ SketchUp သုံးပြီးဆိုရင် more template ထဲကနေနောက်ထပ်သောသူရဲ့ template တွေရွေးသုံးလို့လည်းရတယ်အဲ့တော့ template မှာကြည့်မှဆိုရင်ပထမဆုံးတွေ့ရမှာက inch ဒါလူသုံးများလို့ဒီကောင်ကအသေးပုံလေးပေးထားတာအဓိကကိုအသုံးများတဲ့ဟာကိုသူလိုက်ပြီးတော့ auto နော် mark လုပ်ပေးတာအဲ့တော့သူရဲ့ template တွေထဲမှာများသောအားဖြင့်ကတော့အကိုတို့ဒီနော် simple inch နဲ့ architecture millimeter ကိုအဓိကထားသုံးကြတာတွေ့ရတယ်ဒါအသုံးများတဲ့ template နှစ်ခုပေါ့အဲ့ဒီမှာရှိသေးတယ် interior အတွက် template တွေရှိတယ်နော်ပြီးသွားရင်အကိုတို့ furniture အတွက်တွေရှိတယ် urban planning အတွက်တွေရှိတယ်သူကတခါတည်းကြိုပြီးတော့ပြင်ဆင်ပြီးသား template တွေကပြင်ပေးပြီးသားချိန်နေစရာမလိုဘူးတန်းပြီးတော့ဖွင့်တာနဲ့အဲ့ template တွေကိုတန်းရောက်ပါတယ်နော်ဒါပေမဲ့အဲ့ template တွေကိုတီးတိုင်လိုက်ရွေးပြီးတော့ဖွင့်ပြီးသုံးနေစရာမလိုဘူးတဲ့ simple inch ထဲကနေပြီးတော့ကိုလိုချင်တဲ့ unit တွေပြောင်းလို့ရတယ်လိုသလိုဆွဲလို့ရတယ်အဲ့တော့ simple inch နဲ့ပဲသုံးကြတယ်အောက်က reasons file ကတော့အကိုတို့သုံးခဲ့တဲ့ဆွဲခဲ့တဲ့ model file တွေကိုပြတည်နေရတာခါကြရင်အကိုတို့ model file တွေရှားပြီးတော့ခတ်နေတဲ့အခြေအနေမျိုးတွေရောက်တဲ့အခါကျရင်နောက်ဆုံး save လုပ်ခဲ့တဲ့ file လမ်းကြောင်းကိုသူကပေါ်ပြပေးတယ်ဘယ်မှာလဲ reasons file မှာအဲ့တော့ကိုဆွဲခဲ့တဲ့ project ကပျောက်နေလို့စိတ်မပူနဲ့ SketchUp software ကိုကောက်ဖွင့်ပြီးတော့ reasons file ကနေကိုရာ save လုပ်ခဲ့တယ်ဆိုရင်သွားရှာလို့ရတယ်ရှာဖို့လွယ်တယ်ဒီသဘောပဲရမယ်တစ်ချက်ကကြတော့အကိုတို့သုံးခဲ့ပြီးသား model file တွေကိုလမ်းကြောင်းပြန်ရှာတာတယ်အဲ့ဒါက reasons မှာတစ်ခါကျရင်လည်း reasons မှာအကိုတို့ဆွဲနေနေပြုတ်ကျသွားရှိတယ်ပြုတ်ကျသွားတဲ့အခြေအနေမျိုးကြီးကြရင် recover နဲ့တော့ပြန်ပြီးတော့ save လုပ်ပေးထားတယ်သိမ့်ပေးထားတယ်အဲ့ဒီကနေပြန်ပြီးတော့ရှာဖွေပြီးတော့အဲ့ဒီလမ်းကြောင်းကိုဝင်ပြီးတော့အသုံးချမယ်ဆိုလည်းအသုံးချလို့ရတယ်ရမယ်နော်အဲ့တော့ recover တော့ तू က level ပေါ့သုံးနေတဲ့ error တစ်ခုတက်ပြီးတော့ပြုတ်ကျသွားတယ် don't send error ဆိုပြီးတော့ဖတ်ခနဲ့ပြုတ်ကျသွားပြီဆိုရင်စိတ်မပူနဲ့ recover အနေနဲ့ SketchUp ကပြန်သိမ့်ပေးထားတယ်ဒီသဘောပဲအဲ့တော့ဒီနေ့စမှာကတော့ simple inch ပေါ့နော်လူတယောက်မှတ်တဲ့ရက်နေရာတွေ့ရမယ်သူရဲ့နော် icon ထဲမှာအဲ့ကောင်ထောက်ပြီးဝင်လိုက်မယ်အဲ့တော့ SketchUp တွေကိုဝင်လိုက်ပြီးဆိုတာနဲ့လူတယောက်မှတ်တဲ့ရက်နေရာကိုတွေ့ရမယ်အဲ့ဒီလူတွေကအများနဲ့ chain တယ်တစ်ခါကြရင်လည်းယောက်ျားတစ်ခါကြရင်လည်းအဖိုးကြီးတစ်ခါကြရင်လည်းအတွဲပေါ့တစ်ခါကြရင်လည်းအမျိုးသားအဲ့လိုပေါ့လူအများ chain တယ် version အလိုက်အဲ့ဒါကတော့ဘာမှမဟုတ်ဘူးနာမည်ကြီး designer တွေရဲ့နော်ပုံတွေပဲအဲ့တော့ဒီလူတယောက်ဒီနော် axis စုံမှတ်နေရာမှာလာရက်နေအောင်တွေ့ရတယ်အဲ့တော့ SketchUp ကအကိုတို့ AutoCAD တွေနဲ့မတူဘူး SketchUp ဒီသူက 3D modeling ဆွဲတဲ့ tools ဖြစ်တဲ့အတွက်ကြောင့် perspective နဲ့မြင်ရတယ် 3D perspective နဲ့မြင်ရတယ်အဲ့တော့သုံးဘက်မြင်နဲ့မြင်ရတယ်ပေါ့သဘောတရားတော့အဲ့တော့သုံးဘက်မြင်နဲ့မြင်ရတဲ့နေရာမှာအကိုတို့ AutoCAD မှာဆိုရင် x y z ပေါ့ဝင်ရိုးအဲ့လိုသတ်မှတ်တယ်ဒီ SketchUp မှာကျတော့အကိုတို့ကဝင်ရိုးကို green axis red axis blue axis ဆိုပြီးတော့ axis 3ခုနဲ့သတ်မှတ်တယ်okay အဲ့တော့တော့ပိုလွယ်တာပေါ့ဟိုမှာဆိုရင် y z x ကိုလိုက်ရှာနေရသေးတယ် x y z ကိုလိုက်ရှာနေရသေးတယ်ဒီမှာတော့အဲ့လိုရှာကြမလို့ red ဆိုတဲ့ red axis ပေါ့ green ဆိုတဲ့ green axis ပေါ့ blue ဆိုတဲ့ blue axis ပေါ့ axis လိုက်ပြီးတော့ကိုကနော်နောက်ပိုင်း model ရွှေ့တာတွေ copy ကူးတာတွေမှာလုပ်ဆောင်ပေးရုံပဲအဲ့တော့အသုံးပြုလို့လွယ်အောင်သူကဖန်တီးပေးထားတယ်ဒါဆိုရင် SketchUp ကိုကြည့်တဲ့အခါမှာမြင်ရတဲ့မြင်ကွင်းသည်360မြင်ကွင်းဖြစ်ပါတယ်
အဲ့တော့ sketch ကိုဘယ်လိုမြင်ရလဲလို့မေးလိုက်ရင်360မြင်ကွင်းတစ်ခုအနေနဲ့မြင်ရတယ်360အနေနဲ့မြင်ရတယ်အဲ့တော့စလုံးတစ်လုံးကိုအကိုတို့နမူနာမှတ်လိုက်ပေါ့အဲ့ဒီစလုံးထဲမှာလူတစ်ယောက်မတ်တက်ရက်နေမှာအဲ့လူရဲ့ဘေးနားမှာအကိုတို့ဆွမ်းနာကပြောခဲ့တဲ့ဝင်ရိုးတွေရှိတယ်blue axis red axis green axis ဆိုပြီးရှိတယ်ဒါဒီ360မြင်ဝင်360 view အတူမှာကောင်းကင်ရဲ့မြေကြီးရဲ့ဆိုပြီးခွဲခြားသတ်မှတ်ထားတာမျိုးတော့မရှိဘူးဒါပေမဲ့ software ထဲမှာတော့အကိုတို့မြင်လွယ်သိလွယ်အောင်တော့သူကခွဲပေးထားတယ်အယောင်နဲ့အပေါ်ကကောင်းကင်အယောင်အောက်က ground မြေကြီးအယောင်ပေါ့ဒီလိုခွဲပေးထားတယ်အဲ့တော့အဲ့ဒီ360 view မှာ model ရုံအကိုတို့လှည့်ကြည့်တဲ့အခြေအနေမျိုးတွေကြာရင်အားလုံးဒီဟာလာဟင်းလေးလိုရပေါက်ဖြစ်နေအောင်တွေ့ရလိမ့်မယ်အဲ့တော့ Hori Axis က modeling ဆွဲတဲ့အခါမှာလွယ်ကူအောင်နော် Axis တစ်ခုအနေနဲ့သူထည့်သွင်းပေးထားတယ်အဲ့တော့ Hori Axis ပေါ်မှာအလုပ်လုပ်ပြီးဆိုတဲ့အခြေအနေမျိုးတွေမှာ Axis ရဲ့အတွင်းနဲ့အပြင်ဆိုတာရှိတယ် line ထင်းနေတဲ့နေရာက Axis အတွင်း line dotted line တွေဖြစ်သွားတဲ့နေရာက Axis အပြင်မတူဘူး Axis အတွင်းအပြင်ခွဲထုတ်ပေးထားတယ်ဒီသဘောပဲဆိုတော့အကိုတို့အနေနဲ့မြင်ကွင်းတစ်ခုကိုကြည့်တဲ့အချိန်မျိုးမှာเนาะမြင်ကွင်းတစ်ခုကိုရှုမြင်ပြီးဆိုရင်အကိုတို့အနေနဲ့360 view ဆိုတဲ့အတွေးလေးကိုခေါင်းထဲမှာထည့်ထားဖို့လိုတယ် SketchUp ပြီး Hori Axis တွေကိုလည်းမလို့ခြင်းဖြုတ်လို့ရတယ်ကောင်းကင်ရဲ့အယောင်တွေကိုလည်းမလို့ခြင်းဖြုတ်လိုက်လို့ရတယ် white color အဖြူရောင်ဆိုတဲ့ဟာလာဟင်းလေးထဲမှာ modeling ဆွဲလို့လည်းရတယ်စိတ်ကြိုက်ပြုပြင်လို့ရတယ်ဒါသူရဲ့လှုပ်ဆောင်ချက်အဲ့တော့ကနဦးအနေနဲ့ 3D modeling ဆွဲမဲ့သူတွေအနေနဲ့သိထားမယ့်ချက်ကတော့ mouse ပဲ SketchUp ဒီအဓိက mouse ကိုအားကိုးရတယ် mouse ကိုကြည့်မယ်ဆိုရင်အကိုတို့ဟုတ်ပါဘူး mouse ကိုကြည့်မယ်ဆိုရင် mouse ရဲ့ခလဲမှာဘူးလေးရှိတယ်အဲ့ဒါကရပိန်လေးအဲ့ဒီဘူးလေးရဲ့လှုပ်ဆောင်ချက်ကဘာလဲဆိုတော့အဲ့ဒီဘူးလေးကိုဖိထားမယ်ဆိုရင် orbit လှည့်လို့ရတယ်ဆိုတော့က SketchUp မှာအဲ့ဒီဘူးလေးကိုဖိပြဖိလိုက်ရင် rotate နော် regulate ဖြစ်နေတဲ့အကိုတို့နော်မြားလေးကိုတွေ့တယ် rotate icon လေးပြအဲ့ဒါက orbit ရမယ်နော် orbit तोမြင်ကွင်းတွေကို360လှည့်ကြည့်တာအပေါ်အောက်ဘယ်ညာလှည့်ကြည့်တာတော့စပြီးသုံးတဲ့သူတွေအနေနဲ့အဲ့ဒီမှာနည်းနည်းလေးခေါင်းမူးတယ်နောက်အဲ့ဒီ mouse အရွှေ့အပြောင်းတွေမှာနည်းနည်းလေးအကိုတို့အခက်ခဲလေးတွေရှိတယ်နောက်တစ်ခုကတော့အဲ့ဒီ mouse လေးရဲ့ဘူးလေးကိုတွန်းထုတ်လိုက်တာအရှိကိုလို့တွန်းထုတ်လိုက်တာအဲ့ဒါဆိုရင် zoom in model ကိုအနီးကပ်ကြည့်တာအနောက်ကိုရစ်လိုက်မယ်ဆိုရင် zoom out မြင်ကွင်းကိုခက်ဝေးဝေးရကြည့် zoom အနီးကပ်ကြည့်မယ်အဝေးရကြည့်မယ်မြင်ကွင်းအနီးဝေးကြည့်မယ်ဆိုရင် mouse ရဲ့ဘူးလေးကိုလှည့်ပြီးတော့သုံးတယ်အရှိကိုလှည့်မယ်ဆိုရင်မြင်ကွင်းကြည့်တာအနီးကပ်ဆွဲကြည့်တာအနောက်ကိုစုပ်မယ်ဆိုရင်မြင်ကွင်းစုပ်ကြည့်တာအဲ့တော့ zoom in zoom out
ရမယ်နော်အဲ့တော့ဖိထားမယ်ဆိုရင် orbit mouse ရဲ့ဘိန်းလေးကိုအရှိကိုတိုးချလိုက်မယ်တွန်းထုတ်လိုက်မယ်ဆိုရင်သူက zoom in အနောက်ကိုဆွဲကြည့်လိုက်မယ်ဆိုရင် zoom out ဒါက orbit zoom in zoom out ရဲ့လှုပ်ဆောင်ချက်အဲ့ဒါက mouse ရဲ့ clear ဖို့ကိုအဓိကအသုံးပြုတာညာဘက်ချမ်းက click နဲ့ဘက်ဘက်ချမ်းက click ပေါ့ဆိုတော့ကိုတို့ဒီလက်ကလေးထိထားတဲ့ click ကို right click လို့ခေါ်တယ်လက်ညှိုးထိထားတဲ့ click ကို sorry လက်ညှိုးထိထားတဲ့ click ကို left click လို့ခေါ်တယ်ဘယ်ဘက်ချမ်းပေါ့ဒါ right ညာဘက်ဒါဘယ်ဘက်နော်အဲ့တော့ right and left ရှိတယ်ဘာတွေသုံးလဲဆိုတော့များသောအားဖြင့်အဓိကအသုံးများတာကဒီ left click ကအသုံးများတယ် selection ကောက်တာတွေ selection ပေးတာတွေမှာအဓိကသုံးတယ်ဘယ်ဘက်ချမ်းက sorry ဒီညာဘက်ချမ်းက click ကြတော့ဟိုဆိုပါစို့ကိုတို့လမ်းကြောင်းကောက်ပြီးတော့ selection ရွေးတာတွေ selection ကောက်ပြီးတော့လမ်းကြောင်းရွေးတာတွေပေါ့အဲ့လိုဟာတွေမှာအဓိကအသုံးများတယ်ရပါနော်အဲ့တော့ selection ပေးတာ right ကိုတို့ဒီ right click နှိပ်မယ်ဆိုရင်သူကအဲ့မှာ selection ပေးတဲ့ဟာတွေထွက်လာတယ်ညာဘက်ချမ်းက select ကြောက်တာသူကဒီကောင်းတာ selection ပေးတာ object တစ်ခုကို selection ကောက်မယ်ဆိုရင်ဘယ်ဘက်ချမ်းက click နဲ့ selection ထောက်ပေးတာ okay ဒါ mouse ရဲ့လှုပ်ဆောင်ချက်အဲ့တော့အကိုတို့က 3D modeling ဆွဲတော့မယ်ဆိုရင် zoom အတွင်းထဲမှာပဲထားတယ်အကိုတို့ axis အတွင်းထဲမှာပဲထားတယ် zoom ကိုအနီးကပ်မကြည့်ဘူးခက်ဝေးဝေးရပဲကြည့်တယ်အဲ့ဒီမှာဟောဒီမြင်နေရတဲ့ tools လေးကအဲ့ဒါ selection tool လေးမြားလေးอ่ะဟောဒီမှာမြားလေးလှုပ်အဲ့ဒါတွေက selection tool selection tool ကဘာလဲဆိုတော့အကိုတို့အဓိကကတော့เนาะမြင်ဝင်နေဝေးကြည့်တာတွေ model ကို selection ကောက်တာတွေမှာအဓိကထားသုံးတယ်ပေါ့အဲ့တော့ object တစ်ခုကို selection ကောက်ပြီဆိုရင်ကောက်တဲ့အချိန်တွေမျိုးတွေမှာ selection ဝင်ခြင်းမဝင်ခြင်းကိုဘေးအနာသက်ပေါင်းเนาะအပြရောင်လေးတွေဝင်သွားခြင်းဝင်ခြင်းနဲ့အကိုတို့ဆုံးဖြတ်လို့ရတယ် okay selection ကောက်ကြည့်တယ်မဝင်ဘူးထောက်ကြည့်တယ်ဘေးပေါင်လေးတွေပြသွားရဆိုရင်ဒါ selection ကောက်မိတာ selection မိတယ်လို့ပြောလို့ရတယ်အဲ့တော့ view အနေထားကြည့်တော့မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာ 3D modeling ဆွဲတော့မယ်ဆိုရင်ကိုတို့က axis အတွင်းထဲကနေပြီးတော့เนาะကြည့်တယ်ပြီးတော့အကိုတို့အဲ့ဒီမှာမြင်ကွင်း